Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharan Dharana Panama Mizinam Edina Disa Vosena Hotume Sayamikalam Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharan Dharana Panama Mizinam Edina Disa Vosena Hotume Sayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kandomu Taito Araham Sequaya Yadita Naimagomu Kilida Agudu Nijiro Gule Pulodomamu Betado Arahavadana Nidagwadato Ayato Kilida Rumaki Wizijero Muvetado Bayada Sayaduyam Piadu Guadada Omino Muvetado Dukada Gaundo the Gago Suro Mudadado Dukada Gaundo Nibando Leve Chuadwado Mudadado Amidam Manashado Gono Bonele Pidono Mubetado Vidayaga Sajido Kilida Muniji Maki Wido Mubetado Lalida Yonjido Chowdwe Gumyu Sambe Tinedo Mubetado Adulam Bila County the Martini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubitado Serena Neba Yao Jingoni Pizono Mubitado Tibu Badama Bawa Doma Bondoma Dunai Kilida Pumiro Goji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biaswano Munaidado Dukharam Lujana Najana Nivan Chandarugo Piro Mudadado Tarana Luna Naga the Jabyama Tadawa Wini Miabu Jiroi Atago Wayase Igam Judo Mubitado Zinam Litizaban Kangolan Kanga the Chatapin Namazwa Yami Objesi Amina Mudobaya Shenkuromya Jigo Aham Bayadvirodi Panama mi yudi miano manyojo yue shego groba imyaswabaya Mayam bayarvido marudi Panama ma yudi miano manyojo yue shego groja vago imyaswabaya Edina Disa Vosena Idono the Bodo Land the Pia Homas Soyare was in Disa Edina Disa Vosena Idobayashi Guromya Jivi Arahambay and Asia Sashido Gunoruni Yizono Mubabe Lumanka Soyare was in Disa Me Junua Magam Junodua Zayamigalam Nabya Dwimbi Bian Siwe Luisana Udamyadi Piwa Sonswa Santo Tato Auya Amu Aung Jong Beauty Aung Suyerana Aung Jinji Migalati Hodu Moja Madri Piba Zidati Payadvi Dodi Dandara Maza Yeni Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ကိုယ်တော်ပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်ဝရိယပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်
ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နုမညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား